Writing lessons part 80 စာရေးသင်ခန်းစာများအပိုင်း7 number 30 part prepositional phrases using or with their meanings in Myanmar မြန်မာလိုအဓိပ္ပာယ်တွေနဲ့အတူ on ကိုသုံးပြီးတော့ရေးထားတဲ့ဝိဘတ်စကားစု5စု on prepositional phrase ဒီဘက်ကတော့ on ကိုသုံးထားတဲ့ဝိဘတ်စကားစုဒီပဲဖြစ်ပါတယ် meaning in Myanmar ဒီဘက်ကတော့မြန်မာလိုအဓိပ္ပာယ်ပဲဖြစ်ပါတယ်ဒီနေရာမှာ on ရဲ့အဓိပ္ပာယ်တွေကဘယ်လိုလဲပေါ်မှာလို့ရပါတယ်နောက်တစ်ခုကမှားလို့လည်းသုံးပါတယ်အဓိကကတော့ဒီမှာပြထားတာကတော့ပေါ်မှာရယ်မှားရယ်ဒီနှစ်မျိုးပဲပြထားတာပါအမှန်ကတော့အဓိပ္ပာယ်တွေအများကြီးရှိပါတယ် proposition on ကိုသုံးရင်လေမြန်မာနဲ့အင်္ဂလိပ်နဲ့ရေးတဲ့အခါမှာစာရေးသားခြင်းဆိုင်ရာအစီအစဉ်ချထားခြင်းကပြောင်းပြန်အနေထားပဲဖြစ်ပါတယ်အင်္ဂလိပ်မှာ on ခြေကထားတယ်ပေါ်မှာလို့အဓိပ္ပာယ်ရတယ်မြန်မာမှာကြတော့နောက်ကဖြစ်ပါတယ်ဒါကြောင့်ဒီမှာပို့ပြီးတော့ချင်းချင်းလွယ်ကူအောင်နှစ်ပိုင်းခွဲပြထားပါတယ်ကဲမြန်မာကနေအင်္ဂလိပ်လိုဘယ်လိုရေးမလဲကြည့်အောင်ဘာကြောင့်လဲဆိုရင်စာရေးတဲ့လူတွေအများစုကမြန်မာတွေဖြစ်တယ်ဆိုရင်ခေါင်းထဲမှာမြန်မာလိုအရင်စဉ်းစားကြမှာအသိရှာပါပဲဒါကြောင့်မြန်မာလိုဇပွဲပေါ်မှာလို့စဉ်းစားကြည့်လိုက်ရင်ဇပွဲပေါ်မှာကနောက်ကပါဒါပေမဲ့အင်္ဂလိပ်လိုပြန်ရေးတဲ့အခါကျတော့အဲ့ဒီပေါ်မှာဆိုတာရဖို့အတွက်ခြေက on ကိုရေးရပါတယ်မြန်မာမှာနောက်ကအင်္ဂလိပ်လိုရေးရင်ခြေကဇပွဲမြန်မာမှာခြေကအင်္ဂလိပ်လိုရေးရင် the table ဒုတိယပိုင်းဖြစ်နေပါတယ်ဇပွဲပေါ်မှာ on the table တလင်းလာနေ့မှာဒုတိယပိုင်းအနေနဲ့ရေးထားပါတယ်သို့တော့အင်္ဂလိပ်လိုရေးတဲ့အခါ on ရှေ့ပိုင်းကရေးရပါတယ်တလင်းလာနေ့ Monday အင်္ဂလိပ်လိုဒုတိယပိုင်းမှာရေးပါတယ်မြန်မာလိုကြတော့ရှေ့ကအပိုင်းမှာရေးပါတယ်ဒါကြောင့်တလင်းလာနေ့မှာ on Monday နိုင်ငံပေါ်မှာအင်္ဂလိပ်လို on မြန်မာလိုနောက်ကအင်္ဂလိပ်လိုရှေ့ကနိုင်ငံ the wall ဒါကြောင့်နိုင်ငံပေါ်မှာ on the wall ဘတ်စကားပေါ်မှာအင်္ဂလိပ်လို on မြန်မာလိုရှေ့ကဘတ်စကားအင်္ဂလိပ်လိုကြတော့နောက်က the bus ကျမ်းပြင်ပေါ်မှာက on ကျမ်းပြင်က the floor ဆိုတော့ proposition on ကိုသုံးပြီးရေးရမယ်ဆိုရင်မြန်မာလိုစာရေးသားခြင်းဆိုင်ရာအစီအစဉ်ချတာနဲ့အင်္ဂလိပ်လိုစာရေးသားခြင်းဆိုင်ရာအစီအစဉ်ချတဲ့အခါမြန်မာလိုပထမပိုင်းမှာရေးရတဲ့စကားလုံးကိုအင်္ဂလိပ်လိုကြတော့ဒုတိယပိုင်းမှာရေးရပါတယ်မြန်မာလိုဒုတိယပိုင်းမှာရေးရသောစကားလုံးကိုအင်္ဂလိပ်လိုကြတော့ပထမပိုင်းမှာရေးရတယ်ဒီအချက်ကလေ့လာနေတဲ့သူတွေအနေနဲ့မကြာခဏမှားပြီးတော့ရေးတဲ့အချက်ဖြစ်တဲ့အတွက်ကြောင့်ဂရုစိုက်စေချင်ပါတယ် on ဆိုတာဘယ်လိုအနေအထားမျိုးတွေမှာသုံးတာလဲဆိုပြင်ညီတစ်ခုရဲ့အပေါ်မှာအဲ့ဒီပြင်ညီတစ်ခုနဲ့ကပ်ပြီးတော့ထိစပ်နေပြီးတော့ရှိတဲ့အခါမျိုးကိုဖော်ပြခြင်းတဲ့အခါမှာသုံးပါတယ်